ဒီနေ့တော့ချက်မစားတာကြပြီဖြစ်တဲ့ဗမာချန်ဟင်းကားသီးလေးတွေကိုငါအသားမြောင်းချောင်းနဲ့ရောပြီးတော့ကြော်စားပါမယ်ရှင်မိုးမလင်းခင်ကနေကအမေကတော့သူ့သားအတွက်စိတ်ယိုနဲ့စိတ်အတူစားစိတ်ကြောလေးတွေကိုချက်ထားပါရဲ့ရှင်ရွှေလင်းကတော့ငယ်ငယ်ကနေကအမေကစိတ်သားကိုချက်ကျွေးလေးချက်ကျွေးထားမရှိလို့လားမသိဘူးစိတ်သားဆိုအသားမြောင်းချောင်းလုပ်ပြီးတော့ဖုတ်စားတာလောက်ကလွယ်လို့ရှိရင်တိတ်ပြီးတော့မစားရပါဘူးရှင်ဒါကအခုလောလောဆယ်တော့ဗလာဟင်းညိုဦးပါရှင်ပြီးလို့ရှိရင်ဘူးညိုတို့ကစုံရွက်တို့ခတ်ပြီးတော့စားမှာပါအခုရပိုင်းကုံစင်းလုံးနဲ့စီစေးကတော်တော်လေးပြန်တက်နေရဆိုဟင်းချက်စားရမှာတော့လန့်နေပြီဒါကတော့ငါအသားမြောင်းချောင်း1000ခွဲပို့ပါရှင်ရွှေလင်းတို့အိမ်ကအများအားဟင်းချက်လို့ရှိရင်ဝတ်သားတို့ဝတ်ရိုးတို့ကအများအားမပါမဖြစ်ဆိုတော့ဝတ်သားတွေစားရတာပြင်းနေပြီဒီနေ့တော့အပြောင်းလဲလေးဖြစ်အောင်ဗမာချန်ဟင်းကားသီးကိုငချောက်လေးနဲ့ကြော်စားပါမယ်ရှင်ဗမာချန်ဟင်းကားသီးလေးတွေကလက်ဆက်နေရပဲစားကျင်စရာလေး1000ခွဲဖို့ဝယ်ထားတဲ့ငါးသားမြောင်းချောက်ကဈေးတာကြီးကအယိုးတောင်မလွတ်ဘူး1000ခွဲပေးရတာတော့အယိုးတွေလည်းပါပါသေးရဲ့ရှင်ဒီငချောက်တောင်တပိတ်တာ6000ဈေးလောက်ရှိရဲ့ဒီထက်ဈေးကြီးတဲ့ငချောက်တော့ဝယ်မစားနိုင်ပါဘူးရှင်ငချောက်ကမှဈေးကြီးပါလေဆိုငချောက်နဲ့ရတာနဲ့လာတောင်းစားနေအောင်မကြွေးဘူးသွားငချောက်မှာကတ်နေတဲ့တဲတွေဆင်သွားအောင်ရဲ့ငချောက်တွေကအငံတက်တွေထွက်သွားအောင်ရဲ့ရီစိန်ထားလိုက်ပါမယ်ရှင်လာတောင်းစားနေရတနာလို့နည်းနည်းကျွေးလိုက်မယ်နော်ကျွေးလဲကျွေးရသေးအောင်မဲသူ့ဟာသူမိအောင်မဖမ်းနိုင်မဲနဲ့လူကိုပြန်လာလှည့်ကြည့်နေရွှေလင်းကိုအတန်မဲကြားဖို့ကလူမမြင်ဘူးဆိုတဲ့သူတွေအတွက်မျက်နှာထည့်ရိုက်ပြလိုက်ပြီနော်။အော်ကဲပြချင်စောနဲ့ဖိတ်ကုန်ပြီ။နံပါတ်1နေရာရှင်တွေအိုးကိုရွှေ့ပြီးတော့နံပါတ်2နေရာကိုစိတ်ရိုးတိုစာအိုးကိုပြောင်းလိုက်ပါမယ်ရှင်။မိရဲ့အပူအဓိကရရဲ့နံပါတ်1နေရာမှာဟင်းစားချက်ပါမယ်။ကျဲဥကြော်ထားလို့ပိုတဲ့စီနဲ့ပြန်ချက်ပါမယ်ရှင်။စီစေးတွေကခေါင်ခိုက်နေတာသုံးပြီးသားစီတွေပြန်သုံးတယ်လားမပြောနဲ့ကိုပါကိုစားတာရောင်းတာလည်းမဟုတ်ဘူး။ခန်းရင်ဒီချက်တုံးစီတက်ပြီးတော့အယောင်လောက်အယောင်နေမုံနဲ့စနေမုံနဲ့ထည့်ထားပါရဲ့ရှင်။ခန်းရင်ဒီချက်တုံးနွန်းလာပြီးတော့နည်းနည်းလိမ့်လာပြီဆိုလို့ရှိရင်ရေစိမ်ထားတဲ့ငချောက်တွေထည့်လိုက်ပါမယ်ရှင်။ငချောက်ကိုကြော်နေရပါအရသာမုံပါဆိုင်းညုံမုံမှာမထည့်ရသေးဘူးနော်ငချောက်တွေကထွက်လာတဲ့အငံတက်နဲ့ချိန်ပြီးတော့ချက်မှာပါရှင်ကျန်းကားတဲ့အတွက်ဟင်းညုံမုံနဲ့ရောထည့်လိုက်ပါမယ်ရှင်ငချောက်တွေကထွက်လာတဲ့ရေတွေခန်းသွားပြီးတော့ချောက်ချောက်ကက်ကက်လေးဖြစ်လာပြီဆိုလို့ရှိရင်ရေထည့်ပါမယ်ကဲကြက်သွားအောင်လို့နှုတ်နှက်ပြီးတော့တဲထားလိုက်ပါအောင်မယ်ရှင်ရွှေလင်းရောအခုမှမြင်ဘူးပြီးတော့စပင်ကငှက်တိုက်တွေကြွက်တိုက်တွေလာမပြောနဲ့နော်ညံ့ချင်တာမှလက်ကိုရားနေတာအရှိမလဲထားနေရတယ်ထပ်မပြောင်းတော့ပဲနဲ့ original စပင်အကောက်ကိုအရှိထားမှမလို့နည်းနည်းရုပ်ဆိုးနေရတော့သိခံပေးပါရှင်ကျင်းကားသီးတွေအနေနဲ့အစေးတွေရောအစည်းတွေရောအကုန်ထွက်သွားအောင်လို့စားနိုင်ရင်းနဲ့နေပြီးတော့ရည်စည်းပါမယ်ရှင်ကျင်းကားသီးကိုစားရအများကြီးနဲ့နေပြီးတော့စီးထားအောင်လို့ချက်တဲ့ခါကြလို့ရှင်စားလျှော့ထည့်ပါရှင်မလို့အဲ့ရင်ထည့်ကိုမထည့်ပါနဲ့ရှင်ငါချောက်ကလည်းအငံတက်တွေထွက်အောင်မှဆိုတော့စားကိုတိတ်ချချိန်ပြီးတော့ထည့်ပါနော်ကျင်းကားသီးကိုနှစ်ထပ်သုံးထပ်လက်နဲ့နဲနဲစုပ်ပြီးတော့ဆေးပြီးသွားပြီဆိုလို့ရှိရင်ရပါပြီရှင်ငချောက်ကိုနှုတ်နဲ့ပြီးတော့ချက်ထားလေးလည်းရပြီဆိုတော့ကျင်းကားသီးကိုရောထည့်လိုက်ပါတော့မယ်ကျင်းကားသီးမကြိုက်ဘူးဆိုတဲ့သူတော်မှကျင်းကားသီးကြော်အရန်ကြိုက်သွားမယ်ချန်ဒီလေးပါရှင်ကျင်းကားသီးကြော်ကသူများကြော်လို့ရှိရင်ကြတော့တိတ်မခါဘူးကိုကြော်လို့ရှိရင်ကြအရန်ခါရဲဆိုတာဘာကြောင့်ဆိုတာသိလားကျင်းကားသီးရေးဆေးတဲ့အခါကြလို့ရှိရင်ကျင်းကားသီးရိုင်နဲ့အစည်းတွေထွက်သွားအောင်လို့စားနဲ့နဲနဲစုပ်ပြီးတော့တိတ်ချဆေးပါရှင်နောက်ပြီးတော့ကျင်းကားသီးကကြော်ပြီးချင်းဆိုလို့ရှိရင်ခါပါတယ်အေးသွားမှတိတ်ပြီးတော့မခါတော့တာပါရှင်ငချောက်ထည့်တာတော့ညီမဆိုးလို့ပြီးတော့ကျင်းကားသီးရဲ့အစိမ့်နဲ့နန်းမှာဆိုလို့ကျွတ်သွမျိုးထောင်းထားတာတွေအများကြီးထည့်လိုက်ပါမယ်ရှင်ကျင်းကားသီးရဲ့စိမ့်တရွှင်ရွှင်အယောင်အနေနဲ့နည်းနည်းညို့သွားတဲ့အစိမ့်အောင်ပြောင်းသွားတဲ့အထိကြော်ပြီးသွားပြီဆိုလို့ရှိရင်ကျင်းကားသီးကြော်ကကြက်ပါပြီရှင်ဒါဆိုလို့ရှိရင်ရွှေလင်းစားလုံးဝထပ်မထည့်ထားအောင်နော်ပညုံမောကတော့စကြော်ကစားတော့ထည့်ထားပြီးတော့ထပ်မထည့်တော့ပါဘူးရှင်ရပြီဆိုတော့ဥဥပြပြစွန့်ခုပါမယ်ရှင်အလူတစ်ခုနေ့စဉ်ပြုပါအရင်ရက်ကတရတိကလေးတွေအများကြီးလှုပ်ထားတာကုန်သွားပြီလားမေးတော့မှမြင်အောင်နေပြီအဲ့ဒါရွှေလင်းညီမလေးចောင်းသွားတော့မှမို့လို့သူ့အတွက်လှုပ်ပေးလိုက်တာပါရှင်ဒီနေ့လေတရတိကလေးတွေထပ်ပြီးတော့လှုပ်စားပါအောင်မယ်ဒီနေ့လုံးမဲ့တရတိကလေးတွေကကြတော့လေဓာတ်ပေါက်တီထဲမှာထည့်စားရတဲ့တရချင်ဘက်ကိုလှုပ်စားမှာမဟုတ်ပါဘူးရှင်တရတိရဲ့စိမ့်ကိုစားရီစိမ့်ထားပြီးတော့စားရီစိမ့်ပြီးရလာတဲ့တရတိကိုကြောက်နဲ့ဖိလိုက်ပါမယ်ကြောက်နဲ့ဖိလိုက်လို့ရှိရင်ထဲထဲမှာရှိတဲ့အချင်းရည်တွေအဖန်ရည်တွေတော်တော်များများထွက်သွားမှာပါရှင်3ရက်လောက်ကြောက်ဖိပြီးတော့မှရလာတဲ့တရတိစားရီစိမ့်ကိုဒီနေ့လှုပ်စားမှာပါရှင်အရသာအတွက်စားချုံမုံနည်းနည်းတော့ထည့်လိုက်ပါမယ်တရတိကလေးတွေဆိုတော့မပါမဖြစ်မဆလာတော့ထည့်ကိုထည့်ရပါမယ်ရှင်စီတွေဘာလို့အများကြီးထည့်ထားရလဲဆိုတော့အထားခံခြင်းလို့ပါအထားခံခြင်းနဲ့အစားအစာတိုင်းကိုစီနဲ့နှက်ထားရတာပါရှင်ကဲဒါဆိုလို့ရှိရင်ရွှေလင်းကြိုက်တဲ့မဆလာနိုင်ရင်းနဲ့တရတိကလေးတွေကရပါပြီရှင်ငရုတ်သီးကိုတော့အိုးချပြီးမှထည့်လိုက်ပါတယ်ငရုတ်သီးကလည်းလှော်လဲလှော်ပြီးသားဆိုတော့လေထမင်းစီစံထမင်းတုပ်လေးနဲ့တောင်မှတွဲစားရအရန်အောင်မှလိုက်ဖက်တဲ့တရတိကလေးတွေလုံနီလေးပါရှင်